လူစီဟာသူမလိုပဲဝီချဲဘော်ကလူနာတယောက်ကိုမြင်တော့အဖေဖြစ်သူကိုရက်ခိုင်းလိုက်ပါတယ်။အဲ့ဒီလူနာနာမည်ကတော့ဂျက်ဖြစ်ပြီးလက်မှာတော့လက်ထိတ်အခက်ခံထားရတယ်လို့သူ့ဘေးနားမှာလည်းအဆောင်နေနေပါပဲ။အဖေဖြစ်သူကဂျက်ဟာလူဆိုးတယောက်ဖြစ်တာကြောင့်သူ့အနာမသွားဘူးလူစီကိုပြောပါတယ်။ဒါပေမဲ့လူစီရဲ့အိမ်မက်တွေထဲမှာအမြဲတမ်းပေါ်လာတတ်တဲ့ဝမ်းနဲ့နေတဲ့သူဟာဂျက်ဆိုတာမှန်လူစီသိနေခဲ့ပါတယ်။ဒါအပြင်လူစီဟာအခုဆိုရင်ဆုံးပါသွားပြီဖြစ်တဲ့အဖိုးဖြစ်သူကိုလည်းမြင်နေခဲ့ရပါပြီ။တကယ်တော့လူစီဟာပြင်းထန်တဲ့အဆုတ်အေးမိယောဂပြင်းထန်ဖြစ်နေတာကြောင့်သူမရဲ့နောက်ဆုံးချိန်ကိုစောင့်နေခဲ့ရသူပါပဲ။ဒါပေမဲ့လူစီဟာခရစ်စမတ်ရောက်လာဖို့သူမရဲ့ကြောက်တင်ပုံပေါ်မှာရေးနေခဲ့တဲ့ကဏ္ဍလေးတွေဟာသူမရဲ့နောက်ဆုံးချိန်ကိုရေတွက်နေတာမှမသိခဲ့ပါဘူး။လူစီဟာခရစ်စမတ်မရောက်ခင်မှာသူမရဲ့အိမ်မက်ထဲကဝမ်းနဲ့နေတဲ့ဂျက်ကိုပျော်အောင်လုပ်ပေးခြင်းကြောင့်ဆုံးသွားတဲ့အဖိုးကိုပြောပြပါတယ်။ဒီလိုနဲ့အဖိုးဖြစ်သူကဂျက်ကိုစောင့်ကြည့်နေတဲ့သူတွေကိုအာယုံလွှဲပေးလိုက်တာကြောင့်လူစီဟာဂျက်ရဲ့အခန်းထဲကိုခိုးဝင်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာဂျက်ကတော့ဖျားသခင်ကိုလည်းမယုံကြည်သလိုတငယ်ချင်းလည်းမလို့ချင်တဲ့ရာဇဝတ်သားတစ်ယောက်ပါပဲ။အစပိုင်းမှာတော့ဂျက်ကလူစီကိုမောင်းထုတ်ခဲ့ပေမဲ့လူစီကတော့ထွက်မသွားခဲ့ပါဘူး။ဒီလိုနဲ့ညတိုင်းလူစီဟာဂျက်ရဲ့အခန်းထဲခိုးဝင်ပြီးသူ့ကတင်ပေးထိုင်ကပုံပြင်ဖက်ပြပေးဖို့ပူစာနေခဲ့ပါတယ်။နောက်တော့ဂျက်ဟာလူစီကိုတငယ်ချင်းအဖြစ်လက်ခံလိုက်တယ်လို့ပုံပြင်ဖက်ပြခိုင်းပြီးရင်လည်းအခန်းစီပြန်အိပ်ဖို့လူစီကိုကျင်နာစွာပြောလာခဲ့ပါတယ်။ဒါကြောင့်ဂျက်ရဲ့ရင်ထဲကဝမ်းနည်းမှုတွေဟာတဖြည်းဖြည်းအရေးပြောနေပြီဆိုတာလူစီသိလာခဲ့ပါတယ်။တကယ်တော့ဂျက်ဟာလူစီရဲ့တူဦးလေးတော့တငယ်ချင်းတော့မဟုတ်ခဲ့ပါဘူး။ဇနီးဖြစ်သူဆုံးပါသွားလို့ဝမ်းနည်းနေတဲ့တငယ်ချင်းတန်ရှင်းရေးသမားကြီးအတွက်ပုံတပုံဆွဲပေးခဲ့တယ်လို့အိမ်မပြောတဲ့အဖွားအိုနဲ့လူနာဆောင်တွေကအထီးကျန်နေတဲ့လူနာတိုင်းအတွက်လူစီဟာတငယ်ချင်းအဖြစ်ရှိနေပေးခဲ့ပါတယ်။တစ်ဖက်မှာလူစီကတော့သူမရဲ့ယောဂကြောင့်အသက်ရှူတွေပုံများလာပြီးလမ်းလျှောက်ဖို့ခက်ခဲလာခဲ့ပေမဲ့သူတို့အားလုံးအတွက်အလင်းရောင်လေးတစ်ခုအဖြစ်ရှိပေးခြင်းနေတော့မှာပဲ။ဒီလိုနဲ့ခရစ်စမတ်နီးလာတဲ့အခါဂျက်ရဲ့မိသားစုကသူ့စီလာလေကြပါတယ်။ဒါကိုမြင်တော့လူစီကအဖေဖြစ်သူလက်ကိုကင်ပြီးတောင်းဆိုမှုတစ်ခုလုပ်ခဲ့ပါတယ်။အဲ့ဒါကတော့ဂျက်အနေနဲ့သူ့မိသားစုနဲ့အတူဆက်ရှိနေနိုင်အောင်သူမရဲ့ကြောက်ကတစ်ခုကိုဂျက်ကိုလှူခြင်းနေဆိုတာပါပဲ။ဒါကိုကြားတော့အဖေဖြစ်သူရောဆုံးသွားတဲ့အဖိုးပါငိုခဲ့ကြပေမဲ့နောက်ဆုံးမှာတော့သူတို့လည်းဒါကိုသဘောတူခဲ့ကြပါတယ်။ဒီလိုနဲ့ခရစ်စမတ်ညရောက်တဲ့အခါမှာတော့လူစီဟာသူမရဲ့နောက်ဆုံးခွန်အားလေးကိုတုံးပြီးကြောက်တင်ပုံပေါ်မှာတုံညဆိုတဲ့ကဏ္ဍလေးကိုတေချာရေးခဲ့ပါတယ်။အဲ့ဒီနောက်အဖေဖြစ်သူကလူစီကိုပွေ့ချပြီးလူနာအားလုံးကိုလိုက်လံနှုတ်ဆက်စေခဲ့ပါတယ်။ဂျက်ရဲ့အခန်းထဲနောက်ဆုံးအကြိမ်ဖြစ်ဝင်သွားတဲ့အခါမှာလည်းလူစီဟာသူမဖက်ပြီးသားစာအုပ်လေးကိုလက်ဆောင်ဖြစ်ချက်ကိုပေးခဲ့ပါတယ်။နောက်ဆုံးလူစီဟာသူမအခန်းထဲပြန်ရောက်တဲ့အခါမှာတော့ဖခင်ရဲ့ခေါ်တံကိုပို့ပြီးကြီးကြီးလင်းလင်းကြားနေခဲ့ရပါပြီ။ဒါကြောင့်အဖေဖြစ်သူကိုမငိုဖို့တားလိုက်ပြီးအဖေဖြစ်သူရဲ့မျက်ရည်တွေကိုတုပ်ပေးနေလုံးမှာပဲလူစီရဲ့မျက်လုံးတွေဟာမိတ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့မိုးတော့အလင်းတန်းလေးတွေနဲ့တူလူစီဟာလူလောကကြီးကနေထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာအဖေဖြစ်သူဟာလူစီကိုနှစ်သမီးလေးတစ်ပါးဖြစ်မြင်တွေ့သွားခဲ့တယ်လို့လူစီဘေးမှာအမြဲရှိနေခဲ့တဲ့အဖိုးကိုလည်းမြင်သွားခဲ့ပါတယ်။အဲ့ဒီနောက်ဂျက်ဟာလူစီရဲ့ကြောက်ကအလှကိုရရှိခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဂျက်ဟာဟောင်ကလွတ်လာပြီးသူ့မိသားစုတွေနဲ့ပြန်လည်ဆုံစည်းနိုင်ခဲ့တယ်လို့သူတို့အားလုံးဟာလည်းလူစီပေးထားခဲ့တဲ့စာအုပ်လေးကိုအတူတူဖတ်ပြီးလူစီကိုလွှမ်းဆွနေခဲ့ကြပါတယ်။တစ်ဖက်မှာလူစီဟာဒီလောကကြီးမှာမရှိတော့ပေမဲ့လူစီရဲ့မေတ္တာတရားတွေကတော့ဒီမပြည့်စုံတဲ့ကဘာကြီးကိုဆက်လက်အကျိုးပြုနေခဲ့ပါတော့တယ်။